မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Idiot Sport Hub Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါပဲကျွန်တော်ဒီနေ့တင်ဆက်ပေးမှာတော့ဘောလုံးပရိသတ်တွေရင်ခွန်စောင့်မျှော်နေကြတဲ့ Zedlands တပုတ်လိုပါပဲ2026ခုနှစ်ဩဂုတ်လ16ရက်နေ့မှာရှင်ပြိုင်သွားခဲ့တဲ့ FA Community Shield ဘောလုံးပွဲဟာဥရောပဘောလုံးလောကကိုတုံ့လို့သွားစေခဲ့ပါတယ်ကာဒီမြူကတမိုင်းဝင် Principality ကြီးထဲမှာအင်္ဂလန်ရဲ့အင်အားကြီးမြင့်တင်ထိတဲ့ Arsenal နဲ့ Manchester City တို့ထိပ်တိုက်တွေ့ဆုံခဲ့ကြတာပါဒီပွဲဟာတာမန်ဖလားပွဲတစ်ခုမဟုတ်ပါဘူးလာမယ့်အရာဒီတဲ့ဘသူကဘရင်ဖြစ်လာမလဲဆိုတာကိုကြိုတင်စမ်းသပ်တဲ့ပြိုင်ပွဲကြီးလည်းဖြစ်ပါတယ်ပွဲစပွဲချင်း second ပိုင်းအလိုမှာနဲ့ Man City တို့ရဲ့ခံစစ်ကိုကစင်ကလျားဖြီသွားစေမယ့်အံ့ဩစရာကြီးပေါ်ပေါက်လာခဲ့ပါတယ်ပွဲစပြီးတန်တန်မတ်မတ်ဆိုတော့ပါပဲ Arsenal လူငယ်လေး Mitch Lewis Kelly ပေးပုတ်လိုက်တဲ့ဘောလုံးကိုအီတလီနောက်ခံလူ Riccardo Calafiori က penalty area ဆော်နာမှာရယူလိုက်ပါတယ်လူတွေမထင်မှတ်ထားတဲ့အချိန်မှာပဲ Calafiori ရဲ့ဘဲချေကန်ချက်ဟာဂိုးတောင်ထဲကိုအသားကုန်တိုးဝင်သွားခဲ့ပါတယ်။ပွဲချိန်10မိနစ်တောင်မပြည့်သေးပါဘူး။စက္ကန့်24စာသားလေးမှာတဲ့ Arsenal တို့ဦးဆောင်ကိုစတင်ရယူနိုင်ခဲ့တာမှာဒီအစောပိုင်းကိုဟာ Man City နီးပြတဲ့ Enzo Maresca ရဲ့နီးစပိုင်းအစီအစဉ်တွေကိုပထမမိနစ်မှာရေစုံမျောပေါ်စေခဲ့ပါတယ်။ Man City ကစားသမားတွေမျက်နှာပြတ်ကုန်ကြပြီး Arsenal ပရိသတ်တွေကတော့တကွင်းလုံးညံသွားအောင်အားပေးခဲ့ကြပါတယ်။ဘာမှညံမှန်တော့မသိလိုက်ရသေးခင်မှာပဲအာဆင်နယ်က 1-0 နဲ့ဂိုးစတင်ဖန်တီးနိုင်ခဲ့တာဟာပွဲရဲ့အလဲပြောင်းတဲ့အကောင်းဆုံးအစားပြုမှုတစ်ခုထက်လာခဲ့ပါတယ်။အစောပိုင်းမိနစ်မှာတင်မမျော်လင့်ပေတဲ့ဦးဆောင်ကိုပေးလိုက်ရတဲ့ Man City အသင်းသက်ဒါဟာကြီးမားတဲ့ဖိအားတစ်ခုပါပဲ။ပွဲမစခင်ကတည်းကလူပြောအများဆုံးအရာကတော့နီးပြတဲ့ Enzo Maresca ရွေးချယ်လိုက်တဲ့ပွဲထွက်လူစည်းရင်းခဲ့ပါတယ်။ဂိုးသမားနေရာမှာဒိုနာရူမာကိုယုံကြည်မှုအပြည့်နဲ့ပွဲထုတ်လာသလိုတိုက်စစ်မှာအာလန်ဟာလန်နဲ့သူ Phil Foden တို့ Ferran Doku တို့ကိုတွဲဖက်တုံဆွဲခဲ့ပါတယ်။ဒါပေမဲ့ကွင်းလယ်ပိုင်းမှာ Arsenal တို့ရဲ့ဖိအားပေးမှုကိုရင်ဆိုင်ရတဲ့အခါ Man City တို့ရဲ့အဆောင်အမလာအနှဲငယ်ရိုင်နေသွားတာကိုတွေ့ရပါတယ်။ဂိုးပေးလိုက်ရတဲ့နောက်ပိုင်းမိနစ်ပိုင်းမှာပဲ Man City တို့ခြေပယ်ကိုရဖို့ကြိုးစားလာပါတယ်။အသင်းသစ်ခေါ်ယူအားဖြည့်တင်မှုတစ်ခုဖြစ်တဲ့ Ellen-Darson ချက်တွေနဲ့ဆန်ချစ် Haaland စီကိုဘောလုံးအရောက်ပို့ကိုကြိုးစားခဲ့ပါတယ်။ပွဲချိန်15မိနစ်လောက်မှာ Anderson ပေးပို့လိုက်တဲ့ဘောလုံးကို Haaland တယောက် goal area အနီးမှာအပိုင်ပိတ်သွင်းလို့ကြိုးစားခဲ့ပေမဲ့ Arsenal နောက်ခံလူတွေရဲ့တင်းကျပ်တဲ့ကာကွယ်မှုကြောင့်လက်လွတ်ခဲ့ရပါတယ်။ဒါအပြင် Phil Foden ရဲ့25ဝိတ်အကွာမှနဲ့လန်ကန်သွင်းလိုက်တဲ့ဘောလုံးပြင်းကို Arsenal ဂိုးသမား David Raya ကအတော်ကိုအစွမ်းကုန်ပိတ်ဆို့ကာကွယ်ခဲ့ရပါတယ်။ Man City ကိုတဖြည်းဖြည်းနဲ့ပွဲကိုထိန်းချုပ်ဖို့ကြိုးစားလာပေမဲ့ Arsenal ရဲ့စီးစင်ကြတဲ့ခံစစ်စနစ်ကိုတော့အလွယ်တကူမထောက်ထွက်နိုင်သေးပါဘူး။နီးပြတဲ့ Maresca တယောက်ဘေးမြင်နားမှာစိုးရင်ပူပန်နေတဲ့ပုံစံတွေကိုရုပ်သံကင်မရာတွေမှာထင်ထင်ရှားရှားမြင်တွေ့ခဲ့ရပါတယ်။ Man City တို့ခြေပေကိုရဖို့အထဲထမ်းစူးစမ်းနေချိန်မှာလည်း Arsenal တို့ပွဲကိုပိုပြီးတက်တောင်တက်တာထည့်သွားစေမဲ့ဒုတိယမြောက်ဂိုးကိုထိုက်မှန်ရှာဖွေသွေးသွားခဲ့ပါတယ်။ပွဲချိန်28မိနစ်မှာ Arsenal အသင်းရဲ့ကွက်တိကြလာတဲ့ကစားကွက်တီးဆောင်မှုကပရိသတ်တွေကိုအံ့ဩစွာစေခဲ့ပါတယ်။အသင်းကောင်းဆောင်မာတင်အိုဒီဂတ်ရဲ့ပေးပို့မှုကို Man City နောက်ခံသူအာဘဒူခူဆာနော့ကလွတ်ချမှုမှားယွင်းသွားတာကို Christos Zolet ကခေါင်းတိုက်ပြီးဂိုးရှေကိုဖန်တီးပေးခဲ့ပါတယ်။အဲ့ဒီဘောလုံးကိုဂျာမနီတိုက်စစ်မှု Kai Havertz ကအမှားအယွင်းမရှိပိတ်သွင်းပြီး Arsenal အဲ့ဒုတိယဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ဒီဂိုးကြောင့် Arsenal တို့2-0ညကွဲကိုအပြည့်အဝစိုးမိုးနိုင်သွားပါတယ်။ Man City ဘက်ကလည်းပထမပိုင်းမပြီးခင်မှာ Haaland တို့ Doku တို့တွဲဖက်ပြီးအခွင့်အရေးတွေဆက်လက်ဖန်တီးခဲ့ပါသေးတယ်။ဒိုကူရဲ့တောင်ပန်းကနေထိုးဖောက်မှုတွေဟာအာဆင်နယ်ခံစစ်ကိုဒုက္ခပေးနိုင်ခဲ့ပေမဲ့နောက်ဆုံးဆုံးဖြတ်ချက်တွေမှာအားနည်းနေခဲ့ပါတယ်။အထူးသဖြင့်ဟာလန်နဲ့ရာယာတယောက်ချင်းတွေ့ဆုံချိန်မှာ Man City တိုက်စီမှုရဲ့ကန်ချက်ဟာအားမပါပဲရာယာလက်ထိပ်ကိုတန်းရောက်သွားခဲ့ပါတယ်။ပထမပိုင်းရဲ့ဆုံးပိုင်းမိနစ်တွေမှာလည်း Man City တို့ခြေပယ်ကိုရဖို့နှီးဆက်ခဲ့ပေမဲ့အာဆင်နယ်ရဲ့လူငယ်ကစားသမား Mitch Lewis Kelly နဲ့ခံစစ်တန်းရဲ့အသက်စာပိတ်ဆို့မှုတွေကြောင့်ဂိုးမရခဲ့ပါဘူး။ပထမပိုင်းအဆုံးမှာတော့ Arsenal တို့က2-0ဆိုတဲ့ရလဒ်နဲ့အသာစီးရယူပြီးလီတို့ကိုပိုင်းဆိုးနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းကွေးစတင်တာကနေပဲ Arsenal တို့က Man City ရဲ့မျိုလင့်မဲ့မိတောင်ဝလီကိုပါဆက်လက်မှုတ်တောင်ပေးလိုက်ပါတော့တယ်။ပွဲချိန်48မိနစ်မှာပဲအသင်းခေါင်းဆောင်မာတင်အိုဒီဂတ်တယောက်ကွင်းလေကလီဘောလုံးကိုရယူပြီးတိုင်ဘက်ခန်းစီကိုလွှတ်ချိုင်းထားတာအလန်းစာဂိုးတွေကိုထပ်မံသွင်းယူပေးခဲ့ပါတယ်။ဒီဂိုးဟာပွဲရဲ့အဆုံးဖြတ်ဖြစ်သွားတယ်လို့ Arsenal အသင်းရဲ့ကွင်းလေပိုင်းစွမ်းအားဖလုတ်အထိထပ်မြက်နေတယ်ဆိုတာကိုသက်သေပြလိုက်တာပါ။ရလက်က3-0ထစ်သွားတဲ့အခါ Man City နီးပြ Maresca တယောက်လူစားလဲမှုတွေကတိတသားကြီးပြုတ်လုံလာပါတော့တယ်။ပွဲချိန်52မိနစ်ပါတယ်။ Arlen Haaland နဲ့ Nico Orili တို့ကိုထုတ်ပြီး Omama နဲ့ Mark Guehi တို့ကိုထည့်သွင်းခဲ့ပါတယ်။ Arsenal ဘက်ကလည်း Mikel Arteta ကပွဲကိုထိန်းချုပ်ဖို့အတွက် Declan Rice နဲ့ Bukayo Saka တို့ကိုလူစားလဲထည့်သွင်းခဲ့ပါတယ်။ Man City ဘက်မှာ Phil Foden နဲ့ဒီယာမှာ Rachaki ကိုပါထည့်သွင်းပြီးတိုက်စစ်ကိုမြင့်တင်ဖို့စ조사ခဲ့ပေမယ့်Arsenal ရဲ့ခံစစ်တန်းနဲ့ဂိုးသမား David Raya တို့ရဲ့စုဖွဲ့မှုကကြောက်သားလောက်ခိုင်မာနေသေးပါပဲ။
Man City တို့ဘောလုံးပိုင်ဆိုင်မှုအသာစီးရခဲ့ပေမဲ့ NDL ရှိတဲ့ goal area ထိပ်ကိုထိုးဖောက်ဝင်ရောက်နိုင်စွာမရှိတော့ပါဘူး။ Odegaard ရဲ့ဦးဆောင်မှုအောက်မှာ Arsenal ကွင်းလေက Man City ကစားသမားတွေကိုလုံးဝမကစားနိုင်အောင်အေးအေးဆက်ဆက်ချုပ်နှောင်ထားနိုင်ခဲ့ပါတယ်။ပွဲချိန်ဒီကုံဆုံးလာတာနဲ့အတူကွင်းတံမှာ Arsenal ရဲ့အသာစီးကပိုပြီးထင်ရှားလာပါတယ်။နီးပြ Mikel Arteta ဟာပွဲချိန်တွေကိုလက်လွတ်မခံနဲ့လူဆိုင်လဲမှုတွေနဲ့ကစားကွယ်ကိုဆက်လက်လမ်းချမ်းစေခဲ့ပါတယ်။ပွဲချိန်64မိနစ်မှာတော့တိုက်စစ်မူကိုင် Havertz ရဲ့နေရာမှာတိုက်စစ်အသစ် Victor Gyokeres ကိုထည့်သွင်းပြီး Man City ခံစစ်ကိုနောက်ထပ်ဖိအားတရံထပ်ပေးခဲ့ပါတယ်။ Zubi Mendy လည်းလူစားဝင်လာပြီး Arsenal ရဲ့ကွင်းလေကိုပို့ပြီးတန်နှင်းစေပါတယ်။ Man City ဘက်မှာတော့ Jack Grealish နဲ့ Nico Gonzalez တို့ဝင်လာရမယ့်အသင်းရဲ့တိုက်စစ်ပိုင်းမှာထိရောက်မှုမရှိခဲ့ပါဘူး။ဒီပွဲမှာ Man City အသင်းရဲ့အဓိကပြဿနာကတော့ခံစစ်ပိုင်းအမားယွင်းတီနဲ့ကွင်းလေမှာဆက်သွယ်မှုပျောက်တက်နေတာပါ။ပုံမှန်အားဖြင့်ပြိုင်ဘက်ကိုဖိအားပေးကစားတတ်တဲ့ Pep Guardiola ရဲ့လက်ဟန်ဆောင်ရဲ့စနစ်ဟောင်းတရားမှာ Maresca ရဲ့စနစ်တစ်ကအံဝင်ကွက်ကြိုင်မထစ်နေတာကိုဒီပွဲကပေါ်လွင်စေခဲ့ပါတယ်။ Arsenal ဘက်ကတော့နောက်တိုင်းမှာ Ben White, Gabriel နဲ့ Pierre Hincapié ကိုအထူးတာဝန်ကြီးဝင်ခဲ့ကြပြီး Man City ရဲ့တိုက်စစ်ဆင်းမှုမှန်သမျှကိုအလွယ်တကူဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ကွင်းထဲမှာရှိတဲ့ Arsenal ပရိသတ်တွေရဲ့အာမေဒိတ်တန်တွေအောင်ပြက်ခံတီးချင်းတွေနဲ့ Principality Stadium ကြီးဟာပွဲပြီးခါနီမိနစ်တွေမှာပုတ်ပွက်ဆူနေပါတော့တယ်။ဒိုင်လူကြီးရဲ့ပွဲသိမ်းခရာတီတန်နဲ့တူအာဆင်နယ်အသင်းက2026ခုနှစ်ရဲ့ FA Community Shield ဖလားကို3-0ဆိုတဲ့ဂိုးပြက်ရလဒ်နဲ့အထိုက်လျောက်ဆွတ်ခူးသွားနိုင်ခဲ့ပါပြီ။ဒါဟာလွန်ခဲ့တဲ့3နှစ်တွင်ဒုတိယအကြိမ်မြောက် Community Shield ဖလားကိုသိမ်းဖိတ်နိုင်ခဲ့တာဖြစ်ပြီးအာဆင်နယ်ရဲ့ယာဒီဂျိုကွင်းစင်မှုဘလောက်အထိအဆင်ပြေနေတယ်ဆိုတာကိုကွက်ကွက်ကွင်းကွင်းပြသလိုက်တာပါ။ဒီပွဲစဉ်မှာပွဲစဉ်အကောင်းဆုံးဆုကိုရရှိသွားတဲ့အသင်းကောင်းဆောင်မာတင်အိုဒီကအကင်အစောပိုင်းဂိုးသွင်းပေးခဲ့တဲ့ကလာဖီယိုရီနဲ့ Havertz တို့ရဲ့စွမ်းအားတွေကချီးကျူးစရာအပြည့်ရှိနေပါတယ်။ Man City အတွက်တော့နီးပြတဲ့ Maresca လက်ထက်မှာပြုပြင်စရာတွေအများကြီးရှိသေးတယ်ဆိုတာကိုဒီပွဲကသင်ခန်းစာပေးလိုက်ပါတယ်။ Haaland ကိုပံ့ပိုးပေးမဲ့ကွင်းလယ်ပိုင်းချိတ်ဆက်မှုနဲ့ခံစစ်ပိုင်းတည်ငြိမ်မှုတွေကိုအမြန်ဆုံးပြန်လည်တည်ဆောက်ရမှာဖြစ်ပါတယ်။ Arsenal တို့အနေနဲ့ကတော့ဒီဇက်ရှင်တိုင်းဆွနဲ့လာမယ့် Premier League လာဒီမှာ Champions ဆုအတွက်အဓိကအပြိုင်ဆိုင်ဆုံးအသင်းတစ်ခုဖြစ်လာမှာအသေးစားပါပဲ။နိုဝင်ဘာလ28ရက်နေ့မှာ Emirates Stadium မှာနှစ်သင်းထောက်မှန်တွေ့ဆုံမဲ့ Premier League ပွဲစဉ်ကတော့ပိုပြီးရင်ခုန်စာကောင်းလာမှာဖြစ်ပါပဲ။ကဲဘော်ဒါတို့ကတော့ဒီပွဲပေါ်ဘယ်လိုမြင်ကြလဲရ။ Arsenal တို့ဒီနေ့ဖလားတွေဆွဲခုနိုင်မလားဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်။ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ထားဖို့မမေ့နဲ့ဦးနော်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။